Hi အားလုံးပဲဒီနေ့တော့အားလုံးလောကမှာဆရာကြီးလို့တင်စားရတဲ့ခေတ်မိုင်းဆက်နဲ့စတူဒီယိုပြပြရဲ့ပထမဆုံးလက်ရလက်ချက်အစ်ဖြစ်တဲ့ Popular Castle Mosquito တောင်ကို Rush 86အကြောင်းကိုအသေးစိတ်ပြောပြသွားမယ်အခုခေတ်မှာလိတ်တွေကြားတွေနဲ့ရုပ်ရှင်တွေအများကြီးထွက်နေပြီမဲ့ဘာလို့38နှစ်ကျော်သွားတဲ့အထိဒီကားကလူတွေရင်ထဲမှာနေရာယူထားတော့လဲဘာလို့အခုဒီ Alan Fan တိုင်းရဲ့ watch list ထဲမှာထိဆုံးကရှိနေရတာလဲအဖြေကတော့ရှင်းပါတယ်ဒီကားကရိုးရိုးပဲတကားတွေမဟုတ်ပဲကျွန်တော်တို့ရဲ့ငယ်ဘဝအိမ်မက်တွေကိုပြန်လို့ထားစေနိုင်တဲ့ model တစ်ခုဖြစ်နေလို့ပါပဲဇလန်ကတော့ရှိတဲ့ဆိုတဲ့ကောင်မလေးတယောက်ကောင်းကင်ရမှာပြန်တန်းနေတဲ့လေရင်ပေါ်ကနေတူးကျလာတာနဲ့စတယ်ဒါပေမဲ့သူကမြေပြင်ပေါ်ကိုဆင်းသက်လာတာကထူးဆန်းနေတဲ့သူ့ရဲ့ level မှာဆွဲထားတဲ့အပြာရောင်ကြောက်ခဲလေး levitation stone ကြောင့်သူကအမွှေးတောင်လေးလိုလွှမျိုးပြီးဆင်းလာတာအဲ့ဒီအချိန်မှာမြေအောက်တထုတွေမှာအလုံးလုံးနေတဲ့ဖက်ဆူဆိုတဲ့ကောင်လေးကသူ့ကိုကဲလိုက်မိတဲ့ဖဲစီရဲ့အိမ်မက်ကသူ့ဖေတခါပဲမြင်မှုခဲ့တဲ့ကောင်းကင်ပေါ်မှာလွှမျိုးနေတဲ့ဂျူဂျီလာဘလူကိုရှာဖို့ပဲရှိတဲ့စီမှာပါလာတဲ့ကြောက်ခဲကအဲ့ဒီလာဘလူစီကိုတော့ဖို့အတွက်တခုလေးတော့ချက်ဖြစ်နေတဲ့အခါမှာတော့သုံးဆက်ကောင်တွေရဲ့ဆွဲဆောင်မှု characters ဒီကားမှာဇက်ကောင်တွေကအသက်ပါတယ်ဗျဖဲစီရှိတာဒီကလေးနှစ်ယောက်ရဲ့ဆက်ဆံရေးကအရန်ဖြူစင်တဲ့အချစ်ချက်ပိုးတဲ့ယုံကြည်မှုတစ်ယောက်ကိုတစ်ယောက်ကာကွယ်ပေးခြင်းနဲ့စိတ်ဓာတ်တွေကကြီးနေရင်နဲ့အားကြရတဲ့ဖဲစီကတကယ်ကိုတကားလေးလိုပဲတတိရှိတဲ့ရိုးသားတဲ့ရှိတတ်ကတော့နုညံ့ပေမဲ့တကယ်တမ်းခိုင်မာတက်သားတဲ့မိန်းကလေးမျိုးတော့နဲ့တပြက်ကိုင်းကျွန်တော်ဒီကားမှာအကြိုက်ဆုံးကဒီအဖွားကြီးတော့ပဲအစားပိုင်းမှာဘီလိန်လိုလိုနဲ့တကယ်တမ်းကျတော့အရန်ချစ်ဖို့ကောင်းတဲ့အမေကြီးစမ်းတို့အဖွားကြီးပေါ့ဗျာသူ့သားတွေကလည်းအမေသားတွေကြီးပဲတုံးအနဲ့ချစ်စရာကောင်းကြတယ်သူတို့ကဒီကားရဲ့ဟာတာပိုင်းကိုအပိုင်စားထားတာမတ်စကဗလင်းသူကတော့အေးစေးနဲ့ရက်ဆက်တဲ့လူစားမျိုးလောဘစောတိုက်ပြီးကဘာကြီးကိုစိုးမိုးခြင်းတဲ့လူတစ်ယောက်ရဲ့ပုံစံကိုကောင်းကောင်းကြီးပုံဖော်ထားတယ်သူရဲ့ See How the People Look Like Trash ဆိုတဲ့ကောကအခုထိနာမည်ကြီးတော့ဒီကားကိုကြည့်ရင်ခံစားရမှာက Steam for Vibe ကြီးပြကိုဘက်ကကစက်မှုလက်မှုပုံစံတွေ Little Airships ကြီးတွေပြီးတော့ထူးထူးဆန်းဆန်းပုံစံနဲ့စက်ရုပ်ကြီးတွေမိုင်းစက်ကကောင်းကင်ကြီးကိုအရန်ချစ်တဲ့သူဆိုတော့တိမ်တွေလေရင်တွေရဲ့လှုပ်ရှားမှုကိုဆွဲထားတာကစမှုဖြစ်လို့အခုခေတ်သုံးတွေတောင်းလိုက်မမိချင်ဘူးလာပြူလာကျုံးပေါ်ကိုရောက်သွားတဲ့အခန်းဆိုရင်ရင်သက်ရှူမောစရာပဲစွန့်ပစ်ထားတဲ့မျိုးဟောင်းကြီးပေါ်မှာတဘာဝတော်အုပ်ကြီးကပြန်လဲစိမ့်လန်းနေတာငှက်ကလေးတွေပန်းလေးတွေနဲ့စက်ရုပ်ကြီးတွေအဲ့ဒီ visual တွေကပြောမပြတ်တတ်အောင်လှတယ်အလှတရားထဲမှာဝမ်းနည်းစရာလေးတွေနှောနေတဲ့ခန်းစားချက်မျိုးကိုပြောပွင့်ကအပိုင်ဖန်တီးပြသွားတာငါးကြောင်ရဲ့ဆက်ရှိရဲ့ပုံစံနဲ့တေးတီတာလာပြူကကလေးကားဆိုပေမဲ့လူကြီးတွေကြည့်ရင်ပိုပြီးတွေးစရာတွေအများကြီးရတယ်တဘာဝပတ်ဝန်းကျင်နဲ့ဤပညာလူသားတွေကဘလောက်ပဲမြင်မာတဲ့ဤပညာတွေပိုင်ဆိုင်ပါစေမြေကြီး natural နဲ့ဝေးကွာသွားရင်ရှင်တန်လို့မရဘူးဆိုတာကိုလာပြကြီးကပြနေတယ်မြေကြီးမှာအမြင့်တွေမှာလေနဲ့အတူရှင်တန်ပါဆောင်းရသည်မှာမျိုးစေ့တွေနဲ့အတူနေထိုင်မှာတွေ့ဦးမှာငှက်ကလေးတွေနဲ့တချင်းဆိုပါဆိုလဲရှိတဲ့ရဲ့စကားကတော်တော်လေးနဲ့နေတယ်ဒီလောကရဲ့အဆုံးသတ်မတ်စလူလူစားမျိုးတွေကအာနာကိုလိုချင်လို့အရာအလုံးကိုဖျက်ဆီးတယ်ဒါပေမဲ့နောက်ဆုံးမှာတော့အဲ့ဒီအာနာကပဲသူ့ကိုပြန်ဖျက်ဆီးသွားတာပဲတော့အိမ်မက်တွေကိုယုံကြည်ခြင်းဖေးစီကသူ့ဖေပြောခံခဲ့ရတဲ့ရှက်ပွဲမှုတွေကိုဖျောက်ဖျက်ဖို့လာပြကိုမရရအောင်ရှာခဲ့တဲ့ကိုယုံကြည်တဲ့အိမ်မက်တွေကိုအတွက်အဆုံးထိတိုက်ပွဲဝင်နေစေတဲ့ကိုဒီကားမှာအားရပါရတွေ့ရမှာပါလာပြူလက် Castle in the Sky ဆိုတာရိုးရိုးကတုံးကတကားထက်အများကြီးပိုပါတယ်အဲ့ဒါကအိမ်မက်တွေစိုးစားမှုတွေချစ်ချင်းမြတ်တာတွေနဲ့လူသားတွေရဲ့တဘာဝကိုကြောင်ပြဟတ်ထားတဲ့အမှုပညာတစ်ခုပါအခုခေတ်အပြင်လောကကြီးမှာရုန်းကန်နေရလို့စိတ်ပင်ပန်းနေရင်ဒါမှမဟုတ်ငယ်ဘဝကစိုးစားခြင်းနဲ့စိတ်ဓာတ်လေးတွေကိုပြန်ရှာခြင်းနဲ့ဆိုရင်ဒီကားကိုအေးအေးဆေးဆေးပြန်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်စတဲ့ပိုင်းမှာလာပြကြီးကောင်းကင်ပေါ်လွတ်သွားတဲ့မြင်ကွင်းကတင့်ဖို့တစ်ခုခုချင်ရည်စင်မှာအသေးချပါပဲ